ဥပါတောင်ကြီးညွညွမိုင်းရှူတိုင်းလာတဲ့ဒီနေရာရန်တော်ကြီးတွေအုပ်ဆိုင်ဖြာလဲလန်းခီးရှည်ဖြောင်းပြူစွာသာယာပွဲကောင်းနေရာဟောင်းကိုအောင်မေလူတစ်ခေါက်တစ်ခါသွားဖို့ပြင်မပူဖို့ဝင်တာမောင်းတွေ့တာထားပါဒီတနေ့အညာနှွေဦးအခါလျောက်တွဲကတူသွားမှာဒီတနေ့အညာနှွေဦးအခါလျောက်တွဲကတူသွားမှာမင်းမူကရွှေစက်တော်ပူကျင်ပါတယ်မောင်လိုက်ပူပါတကူလာရဲ့ဒီပွဲတော်ပျော်စရာကောင်းမယ်မောင်လိုက်ပို့မှာမင်းမူကရွှေစက်တော်ပူကျင်ပါတယ်မောင်လိုက်ပူပါတကူလာရဲ့ဒီပွဲတော်ပျော်စရာကောင်းမယ်မောင်လိုက်ပို့မှာဝင်းမြတလွန်ကျောင်းတော်ရာသွားရောက်ခါဖူးမြော်မြေမှာမုံချုံကိုကြော်တဲ့အခါရောက်ပါတော့မယ်ကျမတို့ကုန်းဆောင်ရွာဒီတနေ့အညာနှွေဦးအခါလျောက်တွဲကတူသွားမှာဒီတနေ့အညာနှွေဦးအခါလျောက်တွဲကတူသွားမှာရေနံစင်ကြီးများနဲ့မိမငိမ့်မြို့တော်မြို့တရားရေနသာရေလိုက်လို့ဖို့မယ်မောင်တို့ရဲ့ညာဥပါတောင်ကြီးညွညွမိုင်းရှူတိုင်းလာတဲ့ဒီနေရာထန်တော်ကြီးတွေအုပ်ဆိုင်ဖြာလဲလန်းခီးရှည်ဖြောင်းပြူစွာသာယာပွဲကောင်းနေရာဟောင်းကိုအောင်မေလူတစ်ခေါက်တစ်ခါသွားဖို့ပြင်မပူဖို့ဝင်တာမောင်းတွေ့သာထားပါဒီတနေ့အညာနှွေဦးအခါလျောက်တွဲကတူသွားမှာဒီတနေ့အညာနှွေဦးအခါလျောက်တွဲကတူသွားမှာမင်းမူကရွှေစက်တော်ပူကျင်ပါတယ်မောင်လိုက်ပို့ပါတကူလာရဲ့ဒီပွဲတော်ပျော်စရာကောင်းမယ်မောင်လိုက်ပို့မှာမင်းမူကရွှေစက်တော်ပူကျင်ပါတယ်မောင်လိုက်ပို့ပါတကူလာရဲ့ဒီပွဲတော်ပျော်စရာကောင်းမယ်မောင်လိုက်ပို့မှာဝင်းမြတလွန်ကျောင်းတော်ရာသွားရောက်ခါဖူးမြော်မြေမှာမုံချုံကိုကြော်တဲ့အခါရောက်ပါတော့မယ်ကျမတို့ကုန်းဆောင်ရွာဒီတနေ့အညာနှွေဦးအခါလျောက်တွဲကတူသွားမှာဒီတနေ့အညာနှွေဦးအခါလျောက်တွဲကတူသွားမှာဒီတနေ့အညာနှွေဦး